coffee နဲ့ရေးလို့ရတယ် passive မှာလို့သွားရေးလို့ရလားမရဘူးအဲ့ဒါစနစ်ပြောမိမဲတော့ object ကမှုရှင်းသူဖို့ပါတော့ပြော nails ကဲဘာပေါင်းချင်းမဲ့ mass မော်ဘမဟုတ်ဘူးလားအဲ့မော်ဘတိမှာနည်းများရှိလားရှိပါဘူးချင်းကြအောင်လို့လားပြန်တော့ဒီမှာ not တော့ဘာအတိုင်းပဲလေ not အတိုင်းပဲကဲထားလိုက်အောင်ကဲပြီးလဲပြီးတော့ဆရာတော်ကမော်ဘကနောက်ပါလိုက်လေ by infinitive ကဲဒါဘတ်တူရဲ့ by infinitive ကပါလေ b ဒါဆို hammer ဆိုတဲ့ဘတ်ကိုဘာပြန်ပြောင်းဘတ်3ပြန်ပြောင်း hammer က noun နဲ့ဆိုရင်2เนาะဘတ်နဲ့ဆိုရင်ဘာလဲဖြစ်သည်2နဲ့2သည်2နဲ့ရကြည့်တဲ့သဘောမျိုးကဲဒါဆိုဒီ not ထားတာမှန်လားမမှန်ဘူးလားကြည့်လိုက်အောင် mass နဲ့ b ကြားမှာထားမှာ b နဲ့ hammer ကြားမှာထားမှာ not ဆိုတဲ့ adverb လေ must not be hammer လား must be not hammer လားဒီကောင်က b နဲ့ hammer နဲ့ဘာလို့ထားလဲတွဲထားပြီးတော့ဘာလို့လုပ်ထားလဲ by infinitive သူကြားလို့တော့ထိုးထည့်လို့ရမှာမရဘူးလားရလားမရဘူးလားရတယ်ဘယ်လိုရတာလဲမရဘူးဟုတ်ပြီနော်ခုမှ I cannot be seen ငါဘာမလုပ်နိုင်ဘူးလဲမမြင်နိုင် I cannot be seen anything ဘာမှမလုပ်ဘူးလဲမမြင်ရဘူးဆိုတော့ဒီမှာကြည့်ဟောဒီဘက်ကနော်ဘာပဲလိုက်မှာလဲ but infinitive နားလည်နော်အဲကြားထဲကိုသွားထည့်လို့မရဘူးဆိုတာကိုသဘောပေါက်တာအဲ့မှာ not ထည့်တာမှားတာမရဘူးနော်နားလည်လားI can be not seen လား I cannot be seen လား I cannot be seen အဲ့ဒါဒီလိုသွားရင်တော့0 I can be not seen ဆိုရင်မှားသွားပြီအဲ့မှာဘာလဲ B နဲ့ seen ဆိုတဲ့ battery ကဘာလို့လုပ်တာလဲ by infinitive ကြားတယ်ကိုသွားပြီးတော့ထည့်သုံးလို့မရဘူးဆိုတော့ကွာသိထားမယ်အဲ့ဒါ adverb တွေဆိုရင်အများနဲ့သတိပြုနေရမယ်ပုတ်ထားသုံးလေးတစ်ချက်လွဲသွားတာလည်းဘာပဲလဲ0ပဲရပြီနော်ကြည့်ပြီးတော့ကျန်တဲ့ဆက်ရေးပါလေ into the wall ပြောပါလေ without လိုက်ပြောလေ without permission ဟုတ်ပြီနော်ဒီလိုလေးပဲမင်းတန်တွေကိုခွင့်ပြုချက်မရပဲနေရနေတဲ့သူရိုက်လို့မရဘူးဟုတ်ပြီနော်ကျွန်တော်မကြိုက်ဘူးလေဒီလိုစေးတော့ထားတဲ့နေရတွေကိုဘာမှမသိပဲနဲ့ဟိုဟာလေးတကူးလေးချက်ချင်လို့ဘာနဲ့သွားထုတာတန်နဲ့သွားထုတဲ့အခါမှာဘာဖြစ်သွားနိုင်စေးတွေအကုန်အကြောင်းလိုက်သွားနိုင်နော်အဲ့လိုမျိုးကဲနောက်စနစ် the school ဆိုတာဗာလဲ subject honor ဗာလဲ verb 2 the students ကဗာလဲ object who won prizes in the competition တာ who ကဗာကြီးလဲ relative pronoun နောက်က won တာဘာမဟုတ်ဘူးလားဘာပုံစံသုံးတာ relative pronoun မှာ relative clause မှာပုံစံမျိုးပဲရှိ subject ပုံစံနဲ့ relative pronoun တော့ဘာလိုက်လာတော့ဘာပုံစံလဲ subject ပုံစံကဲထားဒါကြီးကဗာလဲ relative clause အဲ့ဒါ relative clause တွေကဘာလို့လုပ်ခဲ့တာလဲ adjective လို့လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုဘာမှရှင်းခဲ့လဲ relative pronoun သင်တဲ့အခါမှာရှင်းခဲ့တယ် relative clause တွေကသူကတော့ယက်တိနိုင်လား no ဒီ who ဒီဘယ်သူကြောင့်ပေါ်လာလဲ the student သူကြောင့်ပေါ်လာတာအဲ့ဒါဒီ relative clause ဒီဘာလို့လုပ်မလဲ adjective ဘာကိုပဲထူပြရမလဲသူနဲ့ကလေးရဲ့ noun ကိုပဲထူပြမှာနားလဲနော်အဲ့တော့ဒီကောင်ဘာ clause ဖြစ်မလဲ adjective clause ဒါဆိုပြောအစင်တဲ့မိမ့်မိုက်နောက်က object ကမှုရှိသူဘုရားတော့ပြော the student ပြောပါလေ who won prizes in the competition ဒီမှာတော့ကျွန်တော်ဗာကြံခဲ့မယ်ဆိုရင် who won prizes in the competition ကြံခဲ့0ဒါဆိုအစင်ကဗာချင်းမလဲဘာပေါင်းချင်းဘာပေါင်းချင်းတဲ့ကမှာဒီမှာကူပါလားမပါဘူးဒါဆိုရင်ဘာဖောင်းဘာလို့ဘာလားဘဒူးလားဘဒူးရဲ့ဘဒူးကိုခေါ် what's where အနေလားများလား competition ကအနေလားများလား competition ကအနေလားများလား competition က subject လားဒါမှမဟုတ် students က subject လားပြောလေဆရာကြီးဒီမှာ competition ကတော့ subject လို့လုပ်တာမဟုတ်ဘူး I related clause က adjective လို့လုပ်တာ
အဲ့ဒီ adjective အထူးပြုတဲ့ noun နဲ့ပဲဘာလို့ပြရမှာလဲ subject verb ကိုဘာလို့ပြရမှာ agreement လုပ်ပြရမှာအနေနဲ့ညှိပြရမှာအနေလားများလားဆိုအနေဆိုဘာခေါ် was ခေါ်နောက်ကလိုက်ဖော်နေနော်ဒါ subject ကအနေလားများလားများဆိုရင်ဘတ်တူပြဘတ်တူခေါ်တော့ was ရဆို was ခေါ်မလား where ခေါ်မလားအဲ့ဒီမှာ relative clause ကြောင်းမသိတဲ့ကြောင်းတော့မှားလာပြီ။ဘာနဲ့ပဲချိန်တော့မှာ condition နဲ့ချိန်ဘာပဲခေါ်မလဲ was ကထား honor တဲ့ဘက်ဒီဘာပဲဘက်လဲ regular ဘက် h o n o u r e d e တဲ့ဆိုတဲ့ဘက်ဒီဘယ်သူဘက်ဒီဘာပဲလဲဒီလိုပဲကဲဒါဆိုစဉ်းစားတဲ့ voice မှာရှိတဲ့ certain noun ဘာလဲနောက်တစ်ခုပါတော့ that school တဲ့ article ကတော့ဘာလဲလဲ noun ဆိုကြတော့နောက်မှာ adverb ပါသေးလားမပါဘူးရှင်းတယ်ဒီပါကြမှာ subject verb object သုံးလုံးပဲပေးတာတယ်ဒါပေမဲ့မင်းတို့ဘာနဲ့လှည့်သားတာလဲ relative clause နဲ့ clear ဖြစ်တော့လှည့်လိုက်တာဒါပဲလှည့်မှာပဲဒီမျိုးကုန်းတွေကဘယ်သူထုတ်တာလဲမျိုးကုန်းတွေကြီးပဲဘောကထုတ်တာလားပဲဟုတ်ပြီနော်အဲ့တော့ကိုယ်သေချာစဉ်းစားဖြေရမှာဟုတ်ပြီနော်ကဲဒါဆိုပြောဟာလေ by the school ကြောက်ပြီသူ့ရဲ့အဓိပ္ပာယ်ကကျောင်းကားတဲ့ဟုတ်ပြီနော်ပြိုင်ပွဲမှာစူရရှိခဲ့တဲ့ကျောင်းသားတွေကိုမလုပ်ခဲ့တဲ့ honor ဆိုဂုဏ်ပြုခဲ့တယ်ဟုတ်ပြီ73 we ကပါလဲ subject are using at ကပါလဲ verb using at using က main verb at ကပါလဲ preposition ဘာလဲ preposition main verb နဲ့ preposition လိုက်ခွဲလို့မရဘူးနော်ပြဿနာကတချို့ phrasal verb တွေက active voice မှာဒီလို main verb နဲ့ပဲကြအော် preposition ကြားမှာနောက်က object တွေဘာလို့ထားတတ်လဲခံထားတတ်တယ်ဒါ active မှာပဲနေလို့ရတာ passive လည်းကြားလိုက်ကြအောင်တော့ခွဲလို့မရဘူးပြန်ပေါင်းမရတယ်ဒါ phrasal verb တွေရဲ့လုံးပုံတွေကအများကြီးရှိတယ်နားလည်နော်ဒါဆိုရင် our natural resources ကပါလဲ object first ကပါလဲ adverb ဒါဆို first ကဘာ adverb လဲလင်းမြန်စွာမြန်ဆက်ဆက်ဘာလဲmanner ကိုပဲပြတယ်ရှင်းတယ်နော်ကဲဒါအစစ်တွေမင်းတော့ object ကမရှိသေးဘူးပါတော့ပြော our natural i s o u r c e s resources our natural resources အရာပြီအစစ်တွေမင်းတော့ object ကမရှိသေးဘူး object ပြန်ကြည့်ပါတော့နောက်မှ adverb ပဲပါတယ်ပြက်လားပြက်အစစ်တွေကိုသွားအစစ်နဲ့မှာ active voice မှာ miss plus ဘာညိုသုံးတာမဟုတ်ဘူးလားဒီမှာ we ဆိုတဲ့ subject pronoun အများဖြစ်တဲ့အတွက်သာအော်သုံးတာမဟုတ်ဘူးလားဒီမှာ resources ဆိုတဲ့ subject ကလည်းဘာပြန်ဖြစ်နေလဲအများအဲ့တိုင်းပဲဘာပြန်လို့ရလဲပြန်သုံးလို့ရတယ်ကဲပြင်ဘာယန်ကြီးမင်းဘက်ကဘာကိုသုံးတာလဲဘာယန်ကြီးဒါဘာတူပြီးဘာကိုခေါ်ဘာယန်ကြီးခေါ်ဘာတူရဲ့ဘာယန်ကြီးပါလဲဘင်းရလားဒါနောက်က UPF ဆိုတဲ့ preposition ကိုပြောလို့ရလားရလားမရဘူးဒါပေမဲ့ main page ကိုကြော်သွားအောင်မယ်နော်ဖြစ်တတ်တာကိုပြောပြတာဒီ using တဲ့ဘာကြီးကိုဘာပြန်ပြော battery regular ဘာဖြစ်တဲ့အတွက်ဒီလေးပဲပေါင်းလိုက်ရင်ပဲ using ကိုမင်းတို့ဆရာပြောတာနော် verb တွေကို ing ပြောင်းရင်ဘယ်လိုပြန်ချဘာ infinitive ကိုပြန်ချင် ing ပေါင်းဆိုရင်လည်းကောင်းမယ် verb ing ကိုဘယ်လိုပြန်ပြောင်းခြင်းလဲ battery ကိုပြန်ပြောင်းခြင်းလဲဘယ်လိုပြန်ချus ing using ရဲ့ verb infinitive ကဘာလဲUSC use ဆိုတဲ့ verb ဒီပါလဲ weak verb ပဲအမှန်တကယ်ဆရာကအဲ့လိုပြောအောင်မကျောင်းသားတွေနော် verb form ပြောလို့က verb နှစ်မျိုးပဲရှိတယ်နော် weak verb or strong verb နှစ်မျိုးပဲရှိတယ်အဲ့လိုလိုက်ပြောရှုပ်တော့မှာဆို regular verb irregular verb same verb ဆိုပြီးတော့ဒါမျိုးပဲတော်တော်များများဘာလို့နေလဲပြောနေကြတယ်တချို့က weak verb လို့ပြောလိုက်ဘာမှမသိဘူးအားနေသော verb strong verb ဒါပါလဲအားကောင်းသော verb အမှန်တကယ်အဲ့လိုတွေမဟုတ်ဘူးဟုတ်ပြီနော်ကြောက်ထားကဲဒါဆိုကျွန်တော်ကအစစ်3 advice မှာရှိတဲ့ subject noun ကိုဘာလို့တွဲရင်နောက်တော့ဖို့advice မှာရှိတဲ့ subject က noun လား pronoun လား pronoun ကဘာလို့တွဲရင်နောက်ဖို့တရားလို့လားဒါတော့တကူမှတ်တာမှာဒီ first ဆိုတဲ့ manner adverb ဒီကိုကျွန်တော်နည်းနည်းလေးနော်သတိထားမယ်ဒီမှာကြည့် adverb of manner ဟုတ်ပြီနော်ဟုတ်ဒါတွေက alloy နဲ့ဆုံးတဲ့ very လာတဲ့ adverb တွေ adjective ကနေလာတဲ့ adverb တွေဆိုရင် passive voice တို့ပြောရင် main verb ကအရှိမှာပဲထားပြရနော်
ဒီမှာ fast တို့ well တို့အစားရှိတာလဲ adverb တော့ manner ပဲမဟုတ်ဘူးလားအမူအရာကိုပြတယ် adverb အနေနဲ့သုံးရင်အဲ့ကောင်တွေကြတော့ဒီမှာကြည့် main back ကရှေ့မှာထားလို့မရဘူးဘာမှပဲထားရမလဲနောက်မှာပဲကတ်ထားပြရမယ်ရှင်းတယ်နော်နောက်မှာဘာပဲပါပါ active voice မှာရှေ့ subject ကဒီကောင်ကြီးက noun ဖြစ်နေမယ်ဆိုရင်လေသူ့ကို main back နဲ့ဘာလုပ်ပေးတာကတ်ပေးထားပြီးမှ by subject ဆိုပြန်ရေးရမယ်ကျန်တော့ရေးသွားပြရဒါလားမသိဘူးဟုတ်ပြီနော်ကဲအဲ့တော့ဒီမှာကြည့် FASD first adverb ကလည်းဘာပဲလဲ manner adverb သူကဒီမှာ fast တို့ hard တို့ late early straight well ဒီ adverb တွေကဘာ adverb တွေလဲ manner adverb တွေပဲအမူအရာကိုပြတယ်ဘာတွေလဲ adverb တွေပဲဒါပေမဲ့ဒီကောင်လေးက without underline ဘာပေါလို့မရဘူးလဲအဲ့လို adverb တွေက passive voice သူပြောင်းတဲ့အခါမှာပါလာ edit sentence မှာပါလာခဲ့ the voice သူရွှေ့တဲ့အခါမှာ passive voice သူရွှေ့တဲ့အခါမှာဒီလို main back ကနောက်မှာပဲကတ်ကြမယ်ဒီလိုရှင်းမှာသွားကနေလို့မရဘူးရှင်းမှာနေမှာဘာပဲနေမယ် underline နဲ့ဆုံးတဲ့ adverb ဒါပဲနော် underline နဲ့ဆုံးတဲ့ manner adverb ဒီ adjective ကလာတဲ့ adverb တွေရှင်းမှာပဲကတ်နေရှင်းမှာသူ့ရဲ့ရှင်းမှာ auxiliary ဘယ်နှလုံးပဲပါတော့အကုန်ချရေးလိုက်ရေးပြီးမှအဲ့ဒီ underline adverb တွေဆိုရင် verb နဲ့ main back နဲ့ပဲကတ်ပေးထားမယ်ဒီလိုပါတဲ့ဒီလို adverb တွေကျတော့အမူအရာတော့အမူအရာပဲ adverb မှာကျတော့ဟာ5 6မျိုးလောက်ရှိတယ်ဒါပေမဲ့ဒီ adverb တွေကကျတော့ဘာကိုပြလဲဆိုရင် degree ကိုပြတယ်ဒီ GRE degree ရောပါတယ်လေ adverb တွေပဲအဲ့ဒါဒီ degree adverb တွေကကျတော့ဟာဘယ်မှာပါလဲဆိုရင် G level မှာပါပါတယ် degree adverb or degree တွေဘုံမျိုး G12 လေးဆိုဘာလို့ပြီးသားလဲဒါတွေသိနေပြီးသားဟုတ်ပြီနော်လှန်ကြည့်လိုက်နော်စာအုပ်ပြန်ပြီးတော့ရလား first ပဲပါ hard ပဲပါ light ပဲပါ early straight well ရမလားဒါပေမဲ့ထူးခြားချက်ကဒီကောင်ကြီး adverb အနေနဲ့လည်းသုံးလို့ရတယ်နောက်တစ်မျိုး adverb speech ကဘာအနေနဲ့လည်းသုံးလို့ရလဲ adjective တွေအနေနဲ့လည်းသုံးလို့ရတယ်အဲ့တော့မလွဲသေးနဲ့အောင်အဲ့တော့ first ကိုကျတော့ adjective အနေနဲ့သုံးရင်ဘာလဲလျင်မြန်သော adverb နဲ့သုံးရင်လျင်မြန်စွာအမြန်မြန်ရမလားဟုတ်ပြီနော် hard က adverb နဲ့သုံးရင်ခက်ခဲ work hard adverb အနေနဲ့သုံးတာ work အလုပ်လုပ်တယ် hard တယ်ပါလေခက်ခဲ hard work ဆိုဘာလို့ပြန်လုပ်လဲ adjective ဆိုဘာလဲခက်ခဲသောမာကျောသောလို့သိတယ်ရတယ်ဟုတ်ပြီနော် later adverb နဲ့သုံးရင်ဘာလဲနောက်ကြရတဲ့သဘောပဲ adjective နဲ့သုံးရင်နောက်ကြသော earlier adjective နဲ့သုံးရင်စောသော early morning ဟုတ်ပြီနော် adverb ဆိုရင်ဘာလဲစော straight က adjective နဲ့သုံးရင်တစ်ဖြောင်နဲ့ဖြောင်တန်းသော straight line မြင်းပြောင်းလာ drew a straight line on the wall လာနေရာမှာမြင်းပြောင်းကြောင်ဘာလုပ်ခဲ့လဲဆွဲခဲ့go straight တန်းသွားတာ go ရဲ့နောက်မှာလိုက်တဲ့ straight ကဘာနဲ့သုံးတာလဲ adverb နေနဲ့သုံးတာဟုတ်ပြီနော်နောက် well ကသုံးမျိုးသုံးတယ် adverb speech က well ကသုံးမျိုးဆိုပါလေ adjective adverb အနေနဲ့လည်းသုံးမယ်ဗာလဲ adverb အနေနဲ့လည်းသုံးမယ် noun အနေနဲ့လည်းသုံးမယ် well ကျတော့ဒီကောင်လေးနှလုံးဝယ်သုံးတာသူရှိရဟာပြီ adjective အနေနဲ့သုံးတော့မသုံး adverb ဒီကောင်လေးကဗာလဲ well ကျတော့သုံးတော့ adjective အနေနဲ့သုံးရင်ဗာလဲကျမ်းမာတော့ adverb နဲ့သုံးရင်ကောင်းစွာကောင်းဟုတ်ပြီနော် noun နဲ့သုံးရင်ရေရင်ရောက်ပြီဒါဘူးစားအနေနဲ့ရှင်းပြအောင်နော်ဒါကိုမှတ်သားထားအောင်မယ်ဒါနောက်ဆက်လေး the doctor ဗာလဲ subject have advice ကဗာလဲ verb ဒီကဗာလဲ object နော် to take a long rest as I am rather weak ဒီကောင်ရေးကြည့်လိုက် as ကခဏချင်းမဟုတ်ဘူးလားI am subject မဟုတ်ဘူးလားဒါဘာဖြစ်နေပြီလဲ adverb clause adverb ရဲ့ clause ဆိုရင်တော့ဘာရင်တော့မထားမှာမဟုတ်ဘူးလားဒီမှာတစ်ချက်က 2 + 5 နဲ့1ဆိုရင်ကျောင်းသားကျောင်းသူများဆိုတော့ဘာလို့သွားယူဆပလိုက်လဲ purpose လို့သွားယူဆပလိုက်တယ်ရမလား purpose လို့သွားယူဆပလိုက်မရဘူးဒီကောင်ကြောက်ပြီထောင်းဒီမဲမဲတော့ object ကမဟုတ်ရှင်းသူဘုရားဆိုတော့ဒီမှာ object တွေမှာ noun လား pronoun လား pronoun ဒီဆိုတဲ့ object ကိုsubject ညာပို့တော့ mean time ညာပို့လို့ရလားမရဘူးဒီရဲ့ subject ပါလေကြောက်ဘာပေါင်းချိန်အခုကလေးကပါလိုက်အခုကလေးက subject နဲ့နည်းများတာဘာလို့ပေးချိန်ကြီးပဲဒါဆိုရင်
the doctor က negative has ကိုသုံးတယ် I ကတဝိတကိုယဉ်ညွှန်းတယ်အနေကိန်းပါပဲဒါပေမဲ့ verb subject ပဲညီးတဲ့ကောင် I ကိုဘာလို့ပဲယူဆပြီးအများကြီးဒီမှာ has သွားလို့မရဘူးဟာကဲဒါဘယ်လိုလုံးလို့ဆို advice ဆိုတဲ့ဘက်ကိုကြည့်လိုက်တော့ဘာလို့ကတော့ဘာပဲလိုက်တာလဲ battery ဟဲ့ battery ဆိုဘာလို့ရဲ့ဘာကိုခေါ် battery ကိုခေါ်ဒါပေဒီလို easy လို့လည်းဆုံးတဲ့ဘတ်တရားဘတ်တူဘတ်တရားဘာပဲလဲနိုင်ပြန်ရေးရလား advice ပြီးလဲပြီးတော့ကျတော့အစင်တော့ advice မှာရှိတဲ့ subject က there article ကတော့နောက်လိုက်တာမဟုတ်ဘူးလားအဲ့နောက်ဘာတွေတော့နောက်ပပုံမဟုတ်ဘူးလားဒါပေမဲ့နောက်မှာဘာတွေပါနေလဲဟိုက adverbial phrase ကပြဿနာမရှိဘူးဟုတ်လားဘိုင်းနောက်မှာဒါမှမဟုတ်ဘူးလားဒီကောင်ပြဿနာရှင်းတယ်နော်ဘာပြဿနာလဲဒီကောင်ဘိုင်းရှင်းမှထားမလားနောက်မှထားမလားဒါဘာလဲဆိုတာသိဖို့လိုတယ်ဟုတ်ပြီနော် the doctor has advised me ဆရာမငါ့ကိုဘာလုပ်ခဲ့လဲအကြံပေးခဲ့ပြီးပြီ to take a long rest နော်ကြာအနားယူဖို့အရေးချက်ပဲမဟုတ်ဘူးလားကြာအနားယူဖို့ရေးချက်မဟုတ်ဘူးလားဟုတ်တယ်ဒီကောင်ဘာလို့ပြလဲ purpose ကိုပြတယ်ရှင်းတယ်နော်ဒီ purpose ဆိုရင်ဘာဘိုင်းနောက်မှာထားမလားရှင်းမှာထားမလားဘိုင်းနောက်ဒါပေမဲ့ advice ဆိုတဲ့ဘက်ကိုသုံးတဲ့အတွက်ကျတော့နောက်ကဘာလေးခံပြီးရလဲ object ခံပြီးတော့ do ကိုပြန်သုံးပြရတယ်ဒီကောင်းကြီးကျဘတ်ပတ်တန်အနေနဲ့ပြောရင်ပတ်တန်ဘလောက်မှသွားပါမယ်ပတ်တန်9မှာသွားပါမယ်နော်ဘတ်ပတ်တန်9ကတော့ဘယ်လိုပြောတာလဲဆိုရင်ဥပမာ subject verb ပြောပါလဲ noun လာလဲရတယ်ဘာလာလဲရလဲ pronoun လာလဲရတယ်ဒီလည်းပဲသူ့နောက်မှာဘာလဲ to plus by infinitive အဲ့လို form မျိုးမှာ advice ကိုသွားသုံးထားပါတယ်ဒီလိုဘယ်မျိုးမှာဟုတ်ပြီနော်အဲ့ဒါဒီ pattern နေလည်းမင်းတို့ဘာလို့ဖို့လို့လဲသိဖို့လို့လဲဒီတော့ pattern တွေဘာမှတော့မသိသေးဘူးနော်ကဲထားအဲ့ဒါ passive အတက်မှာကျဘာလို့ရလဲခွဲထားလို့ရတယ်သူကြောင်းဘာလို့ရလဲ object ဝင်လို့ရတယ် passive ဆိုရင်ဘာလို့မရတော့ဘူးဝင်လို့မရတော့ပြန်ပြီးတော့ဘာလို့ပေးတာလဲတွဲထားပေးရမယ်နားလဲနော်အဲ့ဒါဒီကောင်တော့ရွေချက်တော့ရွေချက်ပဲဆရာရဲ့ဘိုင်းရွေချက်ဆိုဘိုင်းနောက်မှာထားရမယ်ဘာကြောင့်ဘိုင်းနောက်မှာမထားဘဲနဲ့ရှေ့ကိုပို့လိုက်တာလဲဘယ်သူကြောင့်လဲ main verb ကြောင့်ဒီလို main verb မျိုးကနောက်မှာဘာလိုက်လဲဒီလို preposition မျိုးလိုက်တယ်ဆိုရင်ပြန်ပြီးတော့တွဲပေးထားရမယ်အဲ့ဒီချက်ကလွတ်သွားရင်တော့ဘိုင်းနောက်မှာပဲထားရမယ်အဲ့လိုမှမဟုတ်ရင်ဘိုင်းရှေ့မှာထားနော်ကဲပြောအဲ့ဒါ to take long rest ပြောမှာပါလေ by the doctor ပြောပါလေ as I am rather ဒါဘာလဲပြန်ကြည့်အောင် the doctor has advised me to take a long rest ဆရာငါ့ကိုပါလေကြာနားယူဖို့အကြံပြုခဲ့ပြီးပြီ as တော့ကြောင့် I am rather weak ငါအတော်လေးအားလဲနေတော့ကြောင့်ဒီက rather ဆိုတဲ့ adverb ပဲတော့ဘာ adverb လဲ rather extremely တို့ very တို့အဲ့ကောင်တွေကပါလေ intensifier adverb တွေเนาะဒီခုနကပါလေ adjective adverb ကိုပြင်အားထည့်တာဟုတ်ပြီနော်ငါအတော်လေးဘာလို့နေတော့ကြောင့်အားလဲနေတော့ကြောင့်ဆရာကငါ့ကိုပါလေကြာနားယူဖို့အကြံပြုခဲ့တယ်ဟုတ်ပြီဒါဆိုရချက်ကြည့်ပါဦးမှာ sentence တွေဒါ active sentence system မင်းတို့အနည်းဆုံးဒီ6မျိုးလောက်တော့လေ့လာထားအောင်နားလည်နော်ဟုတ်ဒီမှာ subject verb direct object ဘယ်နှလုံးပဲပါမလဲတစ်လုံးပဲပါမယ်ဟုတ်ပြီနော်အခုဆရာရှင်းလိုက်တဲ့ဒီနမူနာဝါကျတွေက object ဘယ်နှလုံးတွေပဲလဲတစ်လုံးတွေပဲရှိသေးတယ်ဝါကျဘာဝါကျရိုးရိုးဝါကျနေတယ်နော်ဒီမှာအငြင်းဝါကျတစ်ကြောင်းတော့ပါတယ်ဟုတ်လားရလားအငြင်းဝါကျတစ်ကြောင်းတော့ပါတယ်ရိုးရိုးကဲနောက်တစ်ခါပါလေ subject verb indirect object direct object ဒါတော့ object နှလုံးပုံစံနဲ့တော့မလာနိုင်ဘူးလားလာနိုင်ပါလေရိုးဝါကျအနေနဲ့ဟုတ်ပြီနော်ဒါတစ်လုံးမပြဿနာမရှိသေးဘူးနှလုံးဆိုဘာဖြစ်မလဲပို့ရှုပ်တော့မယ်ဒီလိုပြောတော့ပါလေ subject verb direct object အငြင်းဝါကျမလာနိုင်ဘူးလား subject verb indirect object direct object ညောကြမလာနိုင်ဘူးလားမှန်ပါတယ် subject verb direct object မေကုန်းပုံစံနဲ့မလာဘူးလားမှန်ပါတယ် subject verb indirect object direct object question ပုံစံနဲ့မလာဘူးလားမှန်
အဲ့ဒါတွေကိုရှောက်ဘယ်ဘက်ကိုပြောင်းရမလဲပစိဘက်ကိုပြောင်းနိုင်ရမယ်ပစိနဲ့ပြီးတဲ့ sentence တွေကိုဘယ်ကိုပြောင်းနိုင်ရမလဲအတစ်ကိုပြောင်းနိုင်ရမယ်ခင်ဗျအဲ့ဒါကြောင့်ဒီလို activities လုပ်ဖို့အတွက် meditation တောင်းသားနေဘာသိရမလဲဘာဖောင်ကိုသိရမယ်နော်အဲ့ဒါဘာဖောင်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာ active passive ကိုမနိုင်ဘဲနဲ့တော့လုပ်လို့မရဘူးနောက်တစ်ချက်ကသူ့ရဲ့ဘာလဲ sentence ပြောင်းနည်းလေးတွေတိမတ်ဖော်ရလေးဘာလို့ထားရမလဲသိထားရမယ်အဲ့တော့ pronoun ကြောင်းလေးလည်းသိဖို့မလိုဘူးလားadverb ကြောင်းလေးရောသိဖို့မလိုဘူးလားadverb တွေကမူရမာယာများတယ်နော် active passive မှာရှင်းလားမသိဘူးမူရမာယာများတယ်ဆိုတော့ဘာပြောညာသူကရွေချက်ကိုပြနေတယ်အကြောင်းပြချက်ကိုပြနေတယ်ဒါပေမဲ့ verb တီကြောင်းလားသူကဘာဖြစ်လဲသူနေထိုင်ရမယ့်နေရာကိုဆွတ်ခွာပြီးတော့ verb ကိုအသားပေးပြီးတော့နေထိုင်ရတဲ့ဝါကြလေးဒီမှာဘာလို့ပြီးသားလဲပါပြီးသားခဲအဲ့အတွက်ဒါလေးသိရမယ်ပြီးတော့ဒီရှင်းလာတဲ့ example လေးတွေကိုပြန်လေ့လာမယ်ဆိုရင်တော့တွန်းတဲ့သူမှားနေဦးမှာပါဗောနော်ကြဟုတ်ပြီအဲ့အတွက်ဒီမှာဘာတွေချိန်တတ်ဖို့လိုလဲဘယ်အကြောင်းဘာလဲဘယ် infinitive ကနေဘယ်ဥသွားဘဝန်းဟိုသွားဘဝန်းနေပါလဲဘတ်2ဘတ်2ကနေပါလဲဘတ်3ဘတ်3ကနေပါလဲဘဖယန်ဒီအဲ့တော့ဘဖောင်ကိုကျင်းလဲသိမှဒီကြောင်းအကြောင်းတွေရပါမယ်ဘဝန်းဘတ်2ဘတ်3မပြောင်းတတ်ဘူးဆိုရင်သူပေးတာဘတ်ဒီ1လား2လားမသိရင်ကိစ္စပြတ်ပြီဘတ်3လားမသိဘူးဘဖယန်ဒီတော့သိတယ်ဘာဝိုင်းကြီးပေါင်းလာလို့ဘာကိုအယန်ကြီးပေါင်းလာလို့ဒါဘဖယန်ကြီးကိုဘယ်လိုပြန်ချဘတ်3ကိုပြန်ချဘတ်3ကိုဘယ်လိုပြန်ချဘတ်2ကိုဘယ်လိုပြန်ချဘာဘယ်လိုပြန်ချဘယ်ကနေလဲဒါအေးလေးသာလုပ်တဲ့အခါမှာဘတ်ကမဖြစ်မနေဘူးပါနေမှာဝါကြတာအဲ့ဒါဒီဘောင်းဘတ်2ဘတ်3ဘတ်ဖောင်ချင်းတာတွေကိုမင်းတို့မလေးလာခဲ့ရင်ဘယ်ချိန်မှလေးလာဟုတ်ပြီနော်ကဲဒါဗာမီးရရှိတယ်ဒီတော့လောက်ပါ